အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Luxury Mirza ရဲ့ Mirza ပါဒီနေ့ကျွန်တော်တို့ Luxury Mirza မှာအသစ်ရောက်ရှိထားတဲ့အမြင့်ဆုံး 1:1 quality တွေကိုကျွန်တော်ပြပေးသွားမယ်ဖြစ်ပါတယ်ဒီနိုင်တွေက pre-order လုံးဝမဟုတ်ပါဘူးကျွန်တော်တို့ Luxury Mirza မှာ in stock မြင့်ကြည့်ရှုဝယ်လို့ရမယ့် model လေးတွေပဲဖြစ်ပါတယ်ပထမဆုံးအလုံးလေးကတော့ old reference နဲ့ Rolex Daytona 116506 ကိုမှ sundial style rose gold လေးနဲ့ပါဒီကောင်တွေကအမြင့်ဆုံး quality ဖြစ်လို့ကျွန်တော်တို့2025မှာအသစ်ထွက်ရှိလာတဲ့လို့ green box နဲ့ရမယ်ပြီးတော့လို့ရှိရင်ကတ်မောင်ကအစားကျွန်တော်တို့ NFC ရဲ့ဒီနိုင်နဲ့တစ်ထပ်ထဲကြောက် serial တွေ reference တွေအကုန်လုံးထည့်ပေးထားပါတယ်အခုဒီ sandals တွေဆိုရင်ကျွန်တော်တို့လူကြီးတွေဝတ်မယ်ဆိုရင်တော်တော်လေးကိုတင့်တော်ပါတယ်နောက်တစ်လုံးကတော့ကျွန်တော်တို့ Daytona line up ထဲမှာတော်တော်လေးကိုပေါက်တဲ့ model တစ်ခုပေါ့နော် Daytona Panda အဲ့ Daytona Panda ကကျွန်တော်တို့ဒီမှာနှလုံး in stock ရရှိသွားမယ်ဖြစ်ပါတယ်နှလုံးစလုံး126500 LN အမြင့်ဆုံး quality 1:1 high grade quality တွေပဲ NFC လည်းပါမယ်ကျွန်တော်တို့ဒီ box green box တွေလည်းပါရှိသွားမယ်ဖြစ်ပါတယ်နောက်တစ်လုံးကျတော့ platinum version ပေါ့နော်ဒီကောင်က Rolex Daytona 116505 ကိုမှကျွန်တော်တို့အထက်က bucket dial နဲ့ဒီကောင်က red bezel ရော Tiffany dial ရော platinum model ဆိုတော့ကျွန်တော်တို့လူငယ်တွေဝင်တော်တော်လေးကိုစိုက်ပါတယ်နောက်တစ်လုံးကတော့လူကြီးတွေရောလူငယ်တွေရောအကြိုက် Rolex Daytona ကိုမှ126500 Godzilla လေးပဲဖြစ်ပါတယ်ဒီဟာလေးကကျွန်တော်တို့ဒိုင်းအမဲဖြစ်တာကြောင့်မလို့ daily ရောပွဲတော်ဝယ်လို့တော်တော်လေးအဆင်ပြေလို့လူကြီးရောလူငယ်ရောမရွေးဝယ်လို့အဆင်ပြေပါတယ်နောက်တစ်လုံးကတော့ Datejust ထဲပါနော်ကျွန်တော်တို့ dress watch ရဲ့ lotion နဲ့အကိုတွေအမြင့်ဆုံး quality lotion နဲ့အကိုတွေတွက်ဆိုရင်ဒီ Rolex Datejust ကိုမှ126231 two-tone rose gold ကိုမှအထက်က motif dial နဲ့ဖြစ်တယ်ဒီကောင် off catalog model ဖြစ်တာကြောင့်မလို့ကျွန်တော်တို့ NFC ကိုထိလိုက်မယ်ဆိုရင် website ထဲပဲတိုင်းရောက်မယ်နိုင် model တော့မပေါ်ဘူးဘာလို့လဲဆိုတော့ off catalog model ဖြစ်တယ် website မှာမရှိတဲ့ model ဖြစ်တယ်အဲ့ဒါကြောင့်ဒီဟာလေးကျတော့ website ထဲကိုပဲတိုင်းရောက်မယ်ဒီကောင်လေးကကျွန်တော်တို့စီမှာဒီ quality ဖြတ်တစ်စင်းမြင့်နဲ့ V4 quality ဖြစ်သွားတယ်အဲ့ကောင်လေးကျတော့ဈေးကတော့နည်းနည်းလေးဒီကောင်လေးဖြတ်ပို့ပြီးတော့မြောက်သွားမယ်အနည်းငယ်ပဲမြောက်ပါနောက်တစ်လုံးကတော့Rolex Datejust ကိုမှ126231 Grey Dial two-tone rose gold လေးပဲဖြစ်ပါတယ် Grey Dial ဖြစ်တာကြောင့်မလို့ကျွန်တော်တို့ဒီဟာလေးဆိုရင်ကျွန်တော်တို့လူကြီးရောလူငယ်ရောမရွေးဘူးလို့အဆင်ပြေတယ်ကျွန်တော်အနေနဲ့လည်းဒီကောင်လေးကိုအရန်ကြိုက်ပါတယ်တော်တော်လေးကိုလာတယ်သူရဲ့ dial ကအယောင်မချောက်ပဲတော့ကျွန်တော်တို့ဆိုလေးသွားတယ်ပေါ့နော်တော်တော်လေးကိုလာတယ်ဒီ model လေးလည်းနောက်တစ်လုံးကတော့လူငယ်တွေအရန်ကြိုက်တဲ့ model ပေါ့နော်အဲ့ဒါလေးကတော့ Rolex Datejust ကိုမှ126234 blue motif လေးပဲဖြစ်ပါတယ် blue dial ဖြစ်တယ် jubilee ဖြစ်တယ် fluted ဖြစ်တယ်ဆိုတော့တော်တော်လေးကိုလာတဲ့ model လေးတစ်ခုဖြစ်ပါတယ်နောက်တစ်လုံးကတော့ day date ပေါ့နော်ဒီကောင်လေးက Rolex day date ကိုမှ128238ကိုမှကျွန်တော်တို့ green ombre yellow gold index diamond လေးပဲဖြစ်ပါတယ်ဒီ model ကကျွန်တော်တို့ day date မှာဆိုရင်ပေါ့နော်yellow gold ဆိုရင် ombre မှာဆိုရင် day မှာ yellow gold ဆိုရင် green ombre white gold ဆိုရင် blue ombre rose gold ဆိုရင် chocolate ombre အဲ့ကောင်လေးကအမိုက်ဆုံးကျွန်တော်တို့ဒီမှာလည်းဒီမှာနှလုံးထပ်ရှိနေတယ်ကျွန်တော်အဲ့ဒါဒီဟာတွေကလုံးဝ V5 quality အမြင့်ဆုံး quality ဖြစ်တာတော့မလို့ကျွန်တော်နောက်ဆုံးမှပြပေးမယ်ဒီဟာလေးကတော့ကျွန်တော်တို့ဒီမှာ yellow gold day date ထဲဆိုရင်ဒီတစ်လုံး installation ရှိတော့မယ်ဖြစ်ပါတယ် green ombre နဲ့ဆိုတော့တော်တော်လေးကိုမိုက်ပါတယ်လူကြီးဝေပို့ပြီးတော့အဆင်ပြေပါတယ်နောက်တစ်လုံးကတော့ကျွန်တော်တို့ Rolex day date ကိုမှ228235 rose gold olive green dial လေးပဲဖြစ်ပါတယ်ဒီကောင်လေးက olive green dial ဖြစ်တာကြောင့်မလို့green ombre တော့မဟုတ်ဘူးဒီကောင် olive green ombre နဲ့ olive green ကမတူဘူးဒီကောင်က green ombre ဒီကောင်က olive green နှစ်မျိုးမတူဘူးဒီဟာလေးဆိုရင်ကျွန်တော်တို့လူငယ်ဝင်ရင်တော့အဆင်မပြေတော့ဘူးလို့ကျွန်တော်ထင်တယ်လူကြီးတွေနဲ့ဆိုရင်ဒီ model တွေကပို့ပြီးတော့အဆင်ပြေပါတယ်နောက်တစ်လုံးကတော့လူချက်အနည်းဆုံး model ဖြစ်တယ်အဲ့ဒါလေးကတော့ Rolex Sky Dweller 336935 Sky Dweller ကမှ Rose Gold Chocolate လေးပဲဖြစ်ပါတယ်ဒီ Rose Gold Chocolate ကကျွန်တော်တို့2025မှာ2025 New Release Land Dweller တွေနဲ့အတူတူထွက်လာတဲ့model တစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးကကျွန်တော်အထင်လူငယ်ရောလူကြီးရောမကြိုက်တော့ဘူးတကယ်ကိုနိုင်အရင်ချစ်တယ် Rolex ကိုမှတကယ် complication ကိုဝစ်ချင်တယ်ဆိုတဲ့သူတွေပဲဒီနိုင်ကိုကြိုက်တော့မယ်ကျွန်တော် personally လည်းဒီနိုင်ကိုလုံးဝမကြိုက်ပါဘူးဒါကျွန်တော်ပုံမှန်လင်းပြောတာပါကျွန်တော်ဒီမှာ model အစုံရွေးချယ်လို့အဆင်ပြေအောင်ကျွန်တော်ဒီ model လေးကိုပါမှာပေးထားပါတယ်ဒီ model လေးကျွန်တော်ဒီမှာ in stock ရရှိသွားမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ Rolex ကြိုက်တဲ့ဒူတိုင်းရဲ့
အသေးဆွဲ model ဖြစ်တယ်ပြီးတော့ discontinue model လည်းဖြစ်တယ်အဲ့ဒါလေးကတော့ Rolex GMT Master 2 Pepsi Mark III Edition လေးပဲဖြစ်ပါတယ်ဒီကောင်က Pepsi ကမှ Jubilee bracelet နဲ့ဆိုတော့ကျွန်တော်တို့လူငယ်တွေလည်းတော်တော်ကြိုက်တယ်လူကြီးတွေလည်းတော်တော်ကြိုက်တယ်ဟို Rolex ကြိုက်တဲ့သူတိုင်းနိုင်ကြိုက်တဲ့သူတိုင်းအရန်လို့ရှင်တဲ့ model ဖြစ်တယ်ဒီဟို Pepsi လေးလည်းကျွန်တော်တို့စီမှာ in stock ရရှိသွားပြီဖြစ်ပါတယ်နောက်တစ်လုံးကတော့ဟို Sporty Vibe နဲ့ witch channel Oyster Flex နဲ့ witch channel ဆိုတဲ့သူတွေအတွက်လည်းကျွန်တော်တို့စီမှာ Rolex Yacht Master 126655ကိုမှာ Rose Gold 40mm Oyster Flex လေးနဲ့လည်းရရှိသွားမှာဖြစ်ပါတယ်ဒီ model ကPepsi အတိုင်းပဲ Rolex ကြိုက်တဲ့သူတွေလည်းအကုန်ကြိုက်တယ်ပြီးတော့လို့ရှိရင်ဟိုလူငယ်ရောလူကြီးရောကြိုက်တဲ့ model လေးတမ်းဖြစ်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဟိုဒီ Yacht Master ဒီ Oyster Flex series ကတော်တော်လေးကိုလူကြိုက်များတယ်ကျွန်တော်လည်းကိုယ်တိုင်ကြိုက်တဲ့အလုံးလေးဖြစ်တယ်အခုကျွန်တော်ဒီဟာအခုပြသွားတာကတော့ Rolex ရဲ့အမြင့်ဆုံး quality တွေဖြစ်တယ်အခုဒီထက်မြင့်တဲ့ quality ထဲမှာဆိုရင်ကျွန်တော်စီမှာ date နှလုံးရှိတယ်အဲ့ဒါလေးကတစ်လုံးကတော့ Rolex date 228235ကိုမှာ Rose Gold Ombre လေးပဲဖြစ်ပါတယ်ဒီကောင်ကဘာလို့ဒီဟာတွေထက် quality ပိုမြင့်သွားတာလဲဘာလို့မြင့်သွားလဲဆိုတော့ဈေးကလည်းနှစ်ဆလောက်กว่าတယ်ဘာလို့လဲဆိုတော့ဒီကောင်က gain weight quality ဖြစ်တယ် gain weight quality ဆိုတော့ကျွန်တော်တို့ gram နဲ့ချိန်နေဆိုရင်900 gram 940နဲ့960 gram လောက်ရှိတယ်ဒီမှာဆိုရင်ကျွန်တော်စီမှာဒီကောင်လေးက228235ဒီဟာလေးက blue ombre ဒီဟာလေးက228239 blue ombre ဖြစ်တယ်ဒီနှလုံးလုံး gain weight quality ဖြစ်တယ်ကျွန်တော်တို့စီမှာဆိုရင် ombre collection အကုန်ရှိတယ်ဒါကတော့တကယ်ကို ombre collection အစုံပါအကုန်အမြင့်ဆုံး quality တွေကြီးပဲ ombre collection 3လုံးလုံးကျွန်တော်စီမှာ install ရရှိသွားမှာဖြစ်ပါတယ်ကျွန်တော်တခုပြောရဲတယ်မြန်မာနိုင်ငံမှာဒီလို collection luxury design ပဲရနိုင်မယ်ဆိုတာကိုကျွန်တော်အာမခံပြီးပြောရဲတယ်နောက်တစ်လုံးကတော့ Hublot တဲ့ဒီကောင်က Hublot Big Bang 45mm ကိုမှ Rose Gold Full Diamond လေးပဲဖြစ်ပါတယ်ဒီကောင်ကဟို Chrono လည်းဖြစ်တယ် 45mm လည်းဖြစ်တယ်စိတ်အပြည့်နဲ့လည်းဖြစ်တယ်ဆိုတော့လက်ကြီးတဲ့သူတွေဟိုကွက်တက်ဝစ်ချင်တဲ့သူတွေဆိုရင်ဒီကောင်လေးတော်တော်လေးကိုတင့်တော်ပါတယ်တော်တော်လေးကိုလည်းလက်တယ်အနောက်က open case bag နဲ့ automatic chronograph နဲ့ရမယ် high grade ETA set နဲ့ဖြစ်သွားမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ site လည်းသေးရမယ်လက်မှာဝတ်ထားလို့ရှိရင်လုံးဝပပကက်ကက်လေးဖြစ်ရမယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်တို့စီမှာတော်တော်များ speaker ကိုမှာ Royal Oak 15202 SD Jumbo လေးရရှိသွားမှာဖြစ်ပါတယ်ဒီကောင်လဲ blue dial ဆိုတော့လူကြီးလူငယ်မေးဝဲလို့အဆင်ပြေတယ်တော်တော်ပါတယ်ဒီကောင်လေးက Jumbo ဖြစ်တဲ့အတိုင်းတော်တော်ပပလေးနဲ့ရမယ်အနောက်ကလည်း open case bag နဲ့ရမယ်ဒီ model လေးလည်းကျွန်တော်တို့စီမှာ in stock ရရှိသွားမှာဖြစ်ပါတယ်အခုကျွန်တော်ပြပေးသွားတာကတော့ကျွန်တော်တို့ luxury magazine မှာရရှိနိုင်တဲ့350နဲ့300ကြားမှာရရှိနိုင်တဲ့အမြင့်ဆုံး quality တွေကိုပြပေးသွားတာပဲဖြစ်ပါတယ်ဒီနိုင်တွေအကုန်လုံးကျွန်တော်တို့ luxury magazine မှာ in stock မြင့်တ issue ဝယ်လို့ရသွားမှာဖြစ်ပါတယ်အကယ်လို့ဒီလို model တွေကိုဒီ model တွေကိုတိတ်ပြီးစိတ်တိုင်းမကြဘူးကိုလိုချင်တဲ့ model ကိုမှာချင်တယ်ဆိုရင်လည်းပုံပြပြီးတော့ reference ပြီးတော့ကျွန်တော်တို့စီမှာစိတ်ကြိုက် pre-order လာတင်လို့ရပါတယ် pre-order တင်လို့ရှိရင်ကျွန်တော်တို့ 50% deposit ကြိုပြီးတော့ခြေထားဖို့လိုတယ်ကြာချိန်ကတော့တစ်လကြာပါတယ်ဒီနိုင်တွေကိုကျွန်တော်တို့ luxury magazine မှာ in stock မြင့်တ issue ဝယ်လို့ရသွားမှာဖြစ်တော့ကြောင့်မို့လို့ကျွန်တော်တို့ဆိုင်မှာလာရောက်ပြီးတော့စိတ်ကြိုက်လုံးရွေးချယ်လို့ရပါတယ်ကျွန်တော်တို့ဆိုင်လေးဆိုင်ကတော့ရန်ကုန်ပပဲတန်းမြို့နယ်ကုန်စည်တန်းလမ်းအလယ်ဘလော့အမှတ်953 958 Great Guide ကိုEF တွေမှာသိရှိပါတယ်ဆိုင်ကိုလာရောက်ပြီးတော့စိတ်ကြိုက်လုံးရွေးချယ်လို့ရပါတယ်ဒီဗီဒီယိုလေးကိုအဆုံးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်